ရပောင်း60ကြာရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာငွေကြေးအင်အားကောင်းကောင်းနဲ့မဲဆွယ်စည်းရုံးမှုတွေလှုပ်ဆောင်နိုင်ခဲ့တဲ့အာဏာရကြံ့ခိုင်ရေးပါတီနဲ့အပြိုင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကလည်းညောင်ရွှေမြို့နယ်နှံအောင်နိုင်ရေးလှုပ်ရှားမှုတွေဆောင်ရွက်နိုင်ခဲ့ပါတယ်။ညောင်ရွှေမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာအစိုးရဝန်ကြီးဦးအေးမြင့်ကြီးကိုယ်တိုင်ဝင်ရောက်ရှင်းပြနေတာကြောင့် NLD အနေနဲ့ရွေးကောက်ပွဲအောင်နိုင်ရေးကိုပိုပြီးအားစိုက်နေရပါတယ်။ငွေကြေးအင်အားတောင့်တင်းတဲ့အာဏာရကြံ့ခိုင်ရေးပါတီအနေနဲ့ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြီးကိုပဲမဲထည့်ရမယ်ဆိုတဲ့ချင်းချောက်မှုတချို့လည်းညောင်ရွှေမြို့မှာဖြစ်ပေါ်နေပါတယ်။ဝန်ကြီးဟိုဗိုလ်ချုပ်အင်းမြင့်ကြီးနဲ့ရှင်းရတဲ့ပြည်သူ့လွှတ်တော်အပိုင်းကတော့ကျူးစားနေတယ်အနေထားပေါ့။နောက်ပိုးဒေသဆိုရင်တို့ကပြည်ုံနဲ့နားလည်မှုပြီးထားသလိုဖြစ်နေ။ပိုးမဲကသူကဟိုလက်နက်ကင်လည်းရှိနေတာကိုအဲ့တော့ကြောင်းရတဲ့အပိုင်းရှိသေးတယ်။အဲ့တော့ပိုးမဲကဟိုဝန်ကြီးဗိုလ်ချုပ်အင်းမြင့်ကြီးကိုထဲပါဆိုတာလေးရှိ။ဟိုဒီဟာတော့တို့ကျူးစားပန်းသားပြရတဲ့အနေထားပါ။ညောင်ရွှေမြို့မှာအဓိကအင်အားကြီးပါတီနှစ်ခုနဲ့အပြိုင်အင်းတိုင်းသားအဖွဲ့ချုပ်ပါတီဖက်ဒရယ်ပြည်ထောင်စုပါတီစတဲ့ဒေသခံနိုင်ငံရေးပါတီတွေဝင်ရောက်ရှင်ပြိုင်နေကြတာလည်းဖြစ်ပါတယ်။သမ္မတဦးသိန်းစိန်လက်ထက်မှာဖြစ်ပေါ်ခဲ့တဲ့မမျှတမှုတွေကြောင့်အင်းလေးဒေသခံအများစုဟာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုပဲမဲပေးဖို့စိတ်အားထက်သန်နေကြပါတယ်။ဒီပါတီတော့အင်းလို့တော့အေးဒါစီယုံကြီးပဲဒီလောက်ဆောင်ထားပါတော့ခုလို့ဆောင်ခေးရတာရည်ရည်မီးတွေပေါ့နော်ဒီကုတူထားလို့ထားအဲ့လိုရှိတခြားနေရာတွေတော့မီးရောရောမရသေးဘူး